ရှင်များမိကုံမိလျှောက်ခွင့်ပြုပါရှင်များမြတ်စွာဘုရားရှင်ကတပည့်သားတွေကိုကြတော့ကရုံးတွန်းခိုင်းပြီးတော့ဘုရားကြတော့စထုံးကြီးနဲ့လို့ပြီးတော့တွေးမိပါရဲ့ဗျာဘာကြောင့်လဲဗျာဘုရားလည်းကရုံးပါပဲဘုရားကရုံးဆိုရင်နိခေမယုံတော့ဘူးထင်တယ်နော်ဘုရားကရုံးပါနော်ဘုရားရဲ့သဘင်ကလက်နှစ်သက်ပါဦးဇင်းတို့ယဟန်တော်တွေလည်းလက်နှစ်သက်ထားလို့ရတယ်မြန်မာနိုင်ငံမှာကလေမျက်စိရင်နေတာပေါ့နော်ဘုန်းကြီးတွေကတပတ်တစ်ခါခေါင်းရိပ်နေတဲ့ခါတော့ဘုန်းကြီးနဲ့တော်တော်များသဘင်ကတော်တော်လေးတွေပဲများအရှိတွေရိုးရဘုန်းကြီးတွေဆိုသဘင်အရှိထားတာပဲအဲ့ဒါအဆက်ပါလေမြတ်စွာဘုရားကယဟန်တော်တွေကိုလက်နှစ်သက်နှစ်လထားခွင့်ပေးထားတယ်လက်နှစ်သက်ခြေပြီဆိုရင်လည်းရေးရမယ်တခါတချို့သဘင်တွေကလက်နှစ်သက်မခြေဘူးနှစ်လပြည့်သွားရင်လည်းရေးရတယ်အဲ့တော့နှစ်လထက်မကျော်စေနဲ့လက်နှစ်သက်မကျော်စေနဲ့ဘုရားကယဟန်တွေကိုလေအဲ့တော့ယဟန်တစ်ပါးဒီသဘင်ကိုနှစ်လထားလို့ရတယ်ဒါမှမဟုတ်လက်နှစ်သက်ထားလို့ရတယ်အဲ့တော့ဘုရားလည်းဘုရားစကားနဲ့အညီပါပဲဘုရားလည်းအဲ့တိုင်းပဲထားတာပါဘုရားရှင်ကအနော်မာတောင်ထဲမှာသဘင်ကိုဖြတ်ပြီးရိတ်လိုက်တဲ့အခါမှာသဘင်ကလက်နှစ်သက်ပဲကြံခဲ့တာပါလက်နှစ်သက်ပဲကြံခဲ့တယ်ဘုရားမှာလက်နှစ်သက်ပဲကြံပြီးတော့ဘုရားရဲ့သဘင်လေးကဒီလိုအခွေလေးပေါ့နော်အခွေလေးခွေပြီးတော့ဒီထိတ်ကလေးမှာနည်းနည်းလေးစုနေတာရှိနည်းနည်းလေးမို့နေတာမစောလောက်ကလေးပါပဲဟိုယနေ့ခေတ်လိုအထုံးကြီးမဟုတ်ဘူးငယ်တဲ့ကလေးမှာနည်းနည်းလေးမို့မောက်နည်းနည်းလေးဖြစ်နေတာတော့ရှိတယ်သဘင်ကလက်နှစ်သက်ပဲဘုရားသဘင်ကကတုံးပဲဘုရားကဒီတက်ပုံမချေတော့ဘူးဘုရားတော့ဘယ်တော့မှရိတ်စရာမလိုတော့ဘူးအဲ့အနော်မာတောင်ငန်းမှာရိတ်ကြတဲ့ကပြိဋိဘံဆန်တဲ့ထီကအဲ့တိုင်းကြီးပဲဘုရားအမြဲတမ်းမရိတ်ရအောင်ယဟန်တော်တွေကျတော့ခဏခဏရိတ်ရဘုရားရိတ်စရာမလိုအမြဲတမ်းဘယ်ချင်းကြည့်ဘုရားသဘင်ကလက်နှစ်သက်ပဲအဲ့တော့ယနေ့ခေတ်ကဇလုံးဖြစ်သွားတယ်ဆိုတာကတော့ပကြီးဆရာတွေပပုဆရာတွေကစလိုက်တဲ့ဇလန်းပဲလေမြတ်စွာဘုရားရဲ့ဒီသဘင်ကနေပြီးတော့ဒီအညိုရောင်ခေါ်တာပေါ့နီလာရောင်ကြီးတော်ပေါ့နော်အမဲနဲ့တဲ့ရောင်ကြီးတော်တွေထွက်တယ်လေအဲ့တော့အဝေးကကြည့်မယ်ဆိုရင်ခေါင်းကနေသဘင်ကနေရောင်ကြီးတော်ထွက်တော့အမဲကြီးတွေပေါ်နေတာပေါ့ခေါင်းပေါ်မှာအဲ့တော့ပကြီးဆရာတွေကအဲ့ဒီရောင်ကြီးတော်ကိုတရုပ်ပေါ်တဲ့အနေနဲ့ပုံဆွဲတာပဲဆွဲရင်းနဲ့ကြာလာတော့ဇလုံးဖြစ်သွားတာပဲနော်အဲ့တော့အကြောင်းဦးဇင်းတို့သတိလင်္ကာကစင်းတော်တွေဆိုရင်အဲ့ဒါလုံးဝကင်းတယ်နော်သတိလင်္ကာကစင်းတော်တွေဆိုရင်ဘုရားရှင်ခေါင်းတော်ဟာလေပုံမှန်ကတုံးပါပဲနိခေတ်စကားနဲ့ပြောမယ်ဆိုရင်ဇလုံးခေါင်းလေးအလယ်မှာနည်းနည်းလေးမုံလေးဖြစ်တယ်နည်းနည်းလေးပဲမစွစလောက်လေးပဲရှိတာမုံလေးလေသီလင်္ကာ Google လုံးမှာရိုက်ရှာကြည့်လိုက်သီလင်္ကာဗုဒ္ဓ image ဆိုပြီးတော့ရိုက်ထည့်လိုက်လို့ရှိရင်အဲ့မှာဘုရားစင်းတော်တွေပေါ်လာလိုက်မယ်အဲ့တော့အဲ့ဒီဟာကတော့အမှန်ပဲမြန်မာနိုင်ငံမှာကအဲ့လိုဘယ်ခေတ်ကစခဲ့မှတော့မသိဘူးအဲ့လိုမျိုးသတုံးတွေဖြစ်ကုန်ကြတာပဲဒါကြောင့်ဦးဇင်းတို့ကဒီဘုရားကြောက်စင်းလူတွေထုတဲ့လူတွေကိုအကြံပြုခြင်းတယ်ပကြီးဆွဲတဲ့ပုဂ္ဂိုလ်တွေအကြံပြုခြင်းတာကစင်းလူတော်တွေထုလို့ရှိရင်အဲ့သတုံးတွေကိုဖျောက်ပြီးတော့ထွင်သိကောင်းပါပဲလို့အကြံပြုခြင်းတယ်နော်ဟုတ်အဲ့တော့ပူဇော်တဲ့ဒကာဒကာမတွေအနေနဲ့လည်းပဲအဲ့သတုံးတွေကိုဖျောက်ပြီးကြီးညိုရင်သိကောင်းပါပဲပေါ့နော်